ဒီနေ့ aging home မှာ register nurse အနေနဲ့ဘာ routine တွေလုပ်ရလဲဆိုတာကိုပြောပြချင်ပါတယ် aging home မှာကဆရာဝန်အထိုင်မရှိပါဘူးအဓိက nurse တွေနဲ့ပဲ run တာပါကိုယ့်ရဲ့လူနာဖြစ်ဖြစ်အဖိုးအဖွားဖြစ်ဖြစ်တကူကူဖြစ်ပြီးဆိုရင်တော့ကိုကအဓိကဖုန်းနဲ့ပဲဆက်သွယ်ရတာပါအဲ့ချိန်ကျရင်တော့ဒီမိသားစုဆရာဝန်ဆိုတဲ့ host ask ကသူတို့အရေးကြီးလို့ရှိရင်သူတို့ရုံဖွင့်ချိန်ဆိုလာကြည့်ပေးပါတယ်ရုံဖွင့်ချိန်မဟုတ်ဘူးဆိုရင်တော့ဒီ bright chefအားဆိုတဲ့အရေးပေါ်ဆရာဝန်ကိုဖုန်းဆက်ပြီးတော့မှဒီလိုမျိုးလာကြည့်ပေးဖို့ပြောရပါတယ်တကယ်လို့အရေးပေါ်လူနာကအသက်အန္တရာယ်ရှိနေပြီဆိုရင်တော့ ambulance အရေးပေါ်ကားကိုခေါ်ပေးရပါတယ်အချိန်ကျရင်တော့ဒီအရေးပေါ်ဆရာဝန်ကိုခေါ်ဆရာမလို့တော့ပါဘူးအဲ့တော့ဒီလိုမျိုးအခြေအနေရောက်ပြီဆိုရင်ကိုလူနာကစေယုံချက်ချင်းပို့ဖို့လိုနေပြီလားဆိုတာကို register nurse ကဆုံးဖြတ်ရပါတယ်daily routine အနေနဲ့ကကြောင့် register nurse က nursing care plan ဆွဲရတယ်တခြား medical team တွေနဲ့အလုပ်တူလုပ်ရတယ်ဆက်သွယ်ရတယ်တခြား medical team တွေဆိုတာဥပမာဒီဆရာဝန်တို့ဒီ physiotherapy တို့ပြီးတော့ echo therapy တို့အဲ့ဒါတွေနဲ့တခြားအများကြီးရှိသေးတယ်အဲ့ဒါတွေကိုဆက်သွယ်ပေးရပါတယ်ဆေးဆိုင်တွေနဲ့ဆက်သွယ်တာမျိုးတွေလုပ်ရပါတယ်ဆေးမာတာတို့ပြီးတော့ဒီဆေးပြင်ဆင်တာတို့ဆေးပေးတာတို့အဲ့ဒါတွေကိုလုပ်ရပါတယ်ဒီ aging home မှာကကျတော့ဒီဆေးထိုးတာတိတ်မရှိတလောက်ပဲပေါ့နော်ပြီးတော့ဒီaging home မှာနေထူးခြားတာတစ်ခုက IV လုံးဝမထိုးပါဘူးသူတို့ကဒီ SC နဲ့ပဲထိုးတာပါဒီ drip သွင်းတဲ့တော့မှပဲ SC နဲ့ပဲသွင်းတာကိုရီးယားအတွက်ကတော့အစပိုင်းမှာအရန်ထိုးဆန်းတာပေါ့နော်အဲ့တော့ဒီ aging home မှာက register nurse အနေနဲ့အလုပ်လုပ်မယ်ဆိုရင်တော့ဒီဆေးပေးတဲ့အပိုင်းမှာပြီးလို့ရှိရင်ဒီ documentation အပိုင်းမှာပဲပို့ပြီးတော့မှလုပ်ရပါတယ်စိုက်ပြီးတော့မှလုပ်ရတဲ့အလုပ်မျိုးတွေသိပြီးတော့မလုပ်ရတော့ပါဘူးဒီ hospital ဖက်မှာတော့ဘယ်လိုမျိုး run နေလဲတော့ ring ကအသေးချာမသိပါဘူး ring effect ကိုမရောက်သေးပါဘူးရှင်နောက် video ကြရင်တော့ register nurse မအောင်ခင်ပြီးလို့ရှိရင်ဘယ်လိုအခက်အခဲတွေရှိလဲဘာတွေလုပ်ရလဲဘယ်လိုရုန်းကန်ရလဲဆိုတာပြပြချင်ပါတယ်နောက်ဗီဒီယိုကြရင်တွေ့ကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်